ဒါငါတို့မန္တလေးမြို့ရဲ့အရှုံဆုံးလမ်းအိုရှင်းဟုတ်နားညီလေးဒီချိန်ပဲကလပ်ဖီလက်ကောင်ထားရှေ့တို့ကြွ45နော်ဟုတ်ဆရာဒါကတော့အိုရှင်းလမ်းကြီးပဲပို့ဆရာဒီနားမှာ3ဒီလိုလမ်းစတာမဝင်အောင်တော့ဆိုမဝင်နဲ့တော့ပြောထားတယ်ဟုတ်ပါပြင်ပပြီးသားပဲအကုန်ကြည့်ထားတယ်အဲ့တော့ဒီလိုမျိုးလေးထားမှသူတို့ရိုက်တယ်ဆိုပြီးတော့မဖြစ်နေဘူးဒါလေးညာဘက်လေးတက်လိုက်ဟုတ်ဆရာဆရာကြီးဖြစ်သွားရောဆရာမောင်းတဲ့ချင်းဟောလာကျိုးနှက်သွားပြီနော်ရောဟုတ်တယ်ဆရာသူများကြီးလို့ဘောလုံးကွင်းလည်းမဟုတ်ဘူးနော်အဲ့မဲ့မြင်လာမလားကားကောင်းသားကြီးတွေဟုတ်လားဟုတ်တယ်သူများကြီးလို့ငါဘောလုံးကွင်းလည်းမဟုတ်ဘူးကိုကြီးကအပြင်မှာလက်တွေ fight တာအဲ့လိုအနေဖြူဆိုရင်မရရအောင်နော်ညီလေးဟုတ်ဆရာ